ဒီဇလန်းလေးကတော့လေထဲမှာလွတ်လပ်စွာပြန့်သန်းနေတဲ့စွန်တစင်းနဲ့စတင်ထားပါတယ်။အဲ့ဒီမြို့လေးထဲမှာတော့အသက်၈နှစ်ပဲရှိသေးပေမဲ့အရန်ထက်မြက်ပြီးသဘောကောင်းတဲ့ကလေးမလေးစွန်အန်နေထိုင်နေပါတယ်။နေ့တိုင်းသူမဟာသူ့အခင်ဆုံးတငယ်ချင်းရောင်စော့နဲ့အတူကျောင်းသွားလိရှိတယ်။တမနက်မှာတော့ကျောင်းသွားဖို့ပြင်နေတဲ့စွန်အန်ကမမီသမီးစပင်စီးပေးပါလားလို့မမီကိုအကူအညီတောင်းခဲ့ပါတယ်။ဒါပေမဲ့မမီကအလုပ်တွေနဲ့အိမ်မှုကိစ္စတွေကြားမှာအရန်အလုပ်ရှုပ်နေခဲ့တယ်။အချိန်မပေးနိုင်တော့အဖေဖြစ်သူကသမီးလေးရဲ့စပင်ကိုကိုယ်တိုင်စီးပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲမိုးတွေစတင်ရွာလာခဲ့တယ်။မမီကကြောင်လိုက်ပို့ပြီးရမလားလို့မေးပေမဲ့စွန်အန်ကမမီဘလောက်အလုပ်ရှုပ်လေးဆိုတာသိနေတော့သမီးပြီးသွားရင်3မိနစ်တောင်မကြာဘူးလို့ပြောပြီးထွက်သွားခဲ့တယ်။မမီကတော့လမ်းမကြီးကနေပဲသွားတော့အဲ့လမ်းကပိုလုံချုံနေလို့မှားလိုက်သေးတယ်။ဒါပေမဲ့စွန်အန်ကျောင်းသားရောက်လာတဲ့အချိန်မှာတငယ်ချင်းတွေကအရင်ရောက်နေကြပြီ။အဲ့ဒီအချိန်အဝေးတနေရာကနေလူတယောက်ကစွန်အန်ကိုစိုက်ကြည့်နေခဲ့တယ်။ဇလန်းအစမှာလွတ်လပ်စွာပြန်နေခဲ့တဲ့စွန်လေးကလေအခုတော့မိုးရီဆိုနေတဲ့လမ်းပေါ်မှာပေါ်ကျနေပြီ။အဲ့ဒီလူကစွန်ကိုကောက်ယူပြီးစွန်အန်နာကိုရှောက်လာတယ်။ထီလီကလှလိုက်တာအတူမျှသုံးမလားလို့ပြောပြီးမြင်စွန်အန်ကရင်ကြီးကြီးညင်လိုက်တယ်။သမီးကျောင်းနောက်ကျနေပြီဆိုပြီးကျောင်းဘက်ကိုလှည့်ကြည့်လိုက်တော့ကျောင်းကအနည်းလေးမှာပဲဒါပေမဲ့မိုးကြီးနေတာကြောင့်ကျောင်းရှိတော်ဝိုက်မှာလူတယောက်မှမရှိတော့ဘူး။အရာအလုံးကရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။စွန်အန်ရဲ့ထီလေးကကျိုးပြက်နေတယ်။ဖနက်လွေအိတ်ပစ္စည်းတွေကလူတမမရှိတဲ့နေရာတစ်ခုမှာပြန့်ကျဲနေတယ်။စွန်အန်ကတော့ဒဏ်ရာတွေအပြည့်နဲ့ကြောက်လန့်တုန်ရီနေခဲ့တယ်။နှုတ်ဆုံးချက်နဲ့အားနဲ့ဖုံးကိုယူပြီးအကူအညီတောင်းခဲ့တယ်။ခဏအကြာမှာလူနာတန်ကားရောက်လာပြီးသူမကိုစီးရုံအမြန်ပို့လိုက်တယ်။စွန်အန်ရဲ့မိမိစီးရုံရောက်လာတဲ့အချိန်သမီးရဲ့အခြေအနေကိုမြင်ပြီးလုံးဝပြိုလဲသွားခဲ့တယ်။စွန်အန်ရဲ့ကိုယ်ပေါ်မှာဒဏ်ရာတွေအပြည့်သူမဘလောက်နာကျင်ခံစားခဲ့ရလဲဆိုတာကိုမြင်နေရတယ်။အဲ့ဒီလူဟာသူမကိုအနိုင်ကျင့်ယုံနေမကဘူးအသက်တည်မတက်ရိုက်နှက်ထားခဲ့တာပါ။ဒါပေမဲ့ကံကောင်းစွာနဲ့စွန်အန်ကအသက်ရှင်နေသေးတယ်။ဆရာဝန်တွေကအသက်ကယ်ဖို့ခွဲစိတ်မှုလုပ်ရမယ်လို့ပြောခဲ့တယ်။ခွဲစိတ်ပြီးတဲ့နောက်မှာတော့ဆရာဝန်တွေကမိဘ2ယောက်ကိုအယမ်းနာကျင်စရာသတင်းတစ်ခုပြောခဲ့တယ်။စွန်အန်အသက်ရှင်ဖို့အတွက်ဥအချိုးနဲ့စအိုးကိုဖေရှားခဲ့ရပြီး artificial anus တက်ထားရတယ်။အခုကစပြီးသူမဟာ ostomy bag နဲ့ပဲဘဝတစ်လျှောက်နေသွားရတော့မယ်။ဒီစကားတွေကြားပြီးမိဘ2ယောက်လုံးရဲ့ကဘာကြီးကအမှောင်ကျသွားခဲ့တယ်။အချိန်အတော်ကြာပြီးနောက်စွန်အန်တတိပြန်ရလာတယ်။ဖေကအမြန်ပြေးလာပြီးသမီးလေးလက်ကိုကင်လိုက်တယ်။စွန်အန်ကဖေဒီနေ့အလုံးမသွားဘူးလားလို့မေးလိုက်တယ်။ဒီစကားကြားချိန်မှာအဖေရဲ့ရင်ထဲမှာအပြစ်ရှိစိတ်တွေပြည်လာခဲ့တယ်။ငါသမီးအနားမှာမရှိပေးနိုင်ခဲ့ဘူးဆိုတဲ့ခံစားချက်နဲ့ပြီးတော့စွန်အန်ကအတန်တိုးလေးနဲ့သမီးကိုနာကျင်အောင်လုပ်တဲ့လူကိုဖမ်းပြီးနော်လို့ပြောခဲ့တယ်။သူကအိတ်ကများတဲ့ဖောင်းမီဝတ်ထားတာလို့တော့မှတ်မိနေသေးတယ်။အဖေကအိတ်လိုက်ပါသမီးလို့ပြောပေမဲ့စွန်အန်ကခေါင်းကာတယ်။သမီးအရန်အိတ်ချင်နေပြီ။အိတ်ပျော်သွားရင်ဖြစ်ခဲ့တာတွေမိသွားမှကြောက်တယ်။ဘာလို့လဲဆိုတော့သူမဟာဘာပဲဖြစ်ဖြစ်အဲ့ဒီလူကိုဖမ်းစီချင်နေခဲ့တယ်။အသက်8နှစ်ပဲရှိသေးပြီမိ။သူမရဲ့စိတ်ဓာတ်ကလူကြီးတစ်ယောက်လိုရှင်းကျက်နေခဲ့တယ်။ခဏအကြာမှာတော့စွန်အန်အိတ်ပျော်သွားခဲ့တယ်။အဖေကတော့မျက်ရည်ကိုအနိုင်ထင်းပြီးအခန်းအပြင်ကိုထွက်လာခဲ့တယ်။အခန်းအပြင်ကိုထွက်လာတဲ့အချိန်မှာတော့ရဲတွေကတရားခံကိုတိထားပြီလို့စွန်အန်ရဲ့မိဘတွေကိုပြောလာတယ်။အဖေကချက်ချင်းရဲစခန်းကိုပြေးသွားခဲ့ပေမဲ့ရဲတွေကဖမ်းဖို့လုံလောက်တဲ့တပ်တွေမရှိသေးဘူး။စွန်အန်ကိုယ်တိုင်ထွက်စွန့်မှရမယ်လို့ပြောတယ်။ဒီစကားကိုမိမိကြားသွားတဲ့အချိန်မှာဒေါသတွေပေါက်ကွဲသွားခဲ့တယ်။သမီးကိုနာကျင်ခဲ့တဲ့အဖြစ်ဆိုးတွေပြန်မှတ်မိစီခြင်းမနေဘူး။ဒီအတွက်မိဘ2ယောက်ကြားမှာအငင်းပွားမှုကြီးဖြစ်သွားတယ်။တကယ်တော့2ယောက်လုံးဟာစိတ်ပိုင်းဆိုင်ရာပြိုလဲနေကြသူတွေပါ။အဲ့ဒီအချိန်မှာရဲတစ်ယောက်ကစွန်အန်ရဲ့အဖေကိုခေါ်ပြီးသမီးရဲ့ကစားစရာတွေအကုန်ယူလာခဲ့ပါလို့ပြောတယ်။အဖေကအံ့ဩသွားခဲ့တယ်။ရဲကတော့စွန်အန်ကိုကုသပေးမဲ့စိတ်ပညာရှင်အမျိုးသမီးကတောင်းတာလို့ရှင်းပြတယ်။အဖေကအိမ်ပြန်ပြီးစွန်အန်အရန်ချစ်တဲ့ကိုမော့အယုတ်လီကိုယူလာခဲ့တယ်။စီယုံမှာတော့စိတ်ပညာရှင်ဆီယာမကစွန်အန်နဲ့ကစားရင်ယုံကြည်မှုတည်ဆောက်ဖို့ကြိုးစားနေခဲ့တယ်။ကိုမော့အယုတ်လီရတဲ့အချိန်မှာ
ဆိုအန်ရဲ့မျက်နှာပေါ်မှာအပြုံးတိတ်တိတ်လေးပြန်ပေါ်လာခဲ့တယ်။တဖြည်းဖြည်းနဲ့သူမရဲ့စိတ်ချနေကပုံမှန်ပြန်ဖြစ်လာတယ်။အဲ့ဒီနောက်မှာစိတ်ပညာရှင်ကဓာတ်ပုံဒီတပုံချင်းပြတယ်။တရားခံရဲ့ပုံကိုမြင်တဲ့အချိန်မှာတော့ဆိုအန်ကမျက်လုံးကိုချက်ချင်းပိတ်လိုက်တယ်။အဲ့ဒါကိုမြင်ပြီးဆီယာမကဒီလိုပဲဆိုတာနားလေသွားတယ်။နောက်ထပ်ဓာတ်ပုံအသေးဒီအများကြီးတွေကနေတရားခံကိုထပ်ရွေးခိုင်းတဲ့အချိန်တုံးကြီးနေတဲ့လက်လေးနဲ့ဆိုအန်ကသူမဘဝကိုဖျက်ဆီးခဲ့တဲ့လူကိုညွန်ပြလိုက်တယ်။ဒီတခါတော့ရဲတွေလည်းလုံလောက်တဲ့တပ်တွေရသွားပြီးတရားခံကိုဖမ်းလိုက်နိုင်ခဲ့တယ်။နောက်ပိုင်းမှာစိတ်ပညာရှင်ကအဖေကိုပြောတယ်။ဆိုအန်ပြန်ကောင်းဖို့ဆိုရင်မိသားစုရဲ့အားပေးမှုအရန်လိုတယ်။ visit card တစ်ခုပေးပြီးအကူအညီလိုရင်အချိန်မရွေးဆက်သွယ်နိုင်တယ်လို့ပြောခဲ့တယ်။ဒါပေမဲ့ဒီစကားတွေကိုကြားနေတဲ့မိမိကဒေါသနဲ့ကတ်ကိုပြန်ပေးလိုက်တယ်။တစ်ဖက်မှာတော့တရားခံဖမ်းမိတဲ့သတင်းကမီဒီယာတွေစီပြန့်သွားပြီးသတင်းထောက်တွေစီးရုံကိုရောက်လာကြတယ်။အဖေကသမီးကိုမီဒီယာတွေကဝိုင်းမေးတာမျိုးမဖြစ်စီချင်ဘူး။ဒါကြောင့်ဆိုအန်ကိုပခုံးပေါ်တင်ပြီးစီးရုံအပေါ်ဆုံးထက်ကအခန်းတစ်ခုစီခေါ်သွားခဲ့တယ်။ဆိုအန်ကတော့ကြောက်လန့်ပြီးမျက်ရည်ဝေးနေခဲ့တယ်။သမီးဖာမများမှားလို့ထားလို့လေ။လုံမေးလာတဲ့အချိန်မှာအဖေရင်ထဲမှာတစီစီနာသွားတယ်။သမီးဘာမှမမှားဘူး။လုံနှစ်သိမ့်ပြီးနေတော့သူမရဲ့အော်စတိုမီဘက်ပေါက်သွားပြီးအညစ်အကြေးတွေကတင်ပေါ်ပြန့်ကျဲသွားခဲ့တယ်။အဖေကအမြန်ရှင်းပြီးဖို့လုပ်ပြီးမြအဝတ်ဖွင့်လိုက်တဲ့အချိန်မှာဆိုအန်ဟာ PTSD attack ပြင်းပြင်းထန်ထန်ဝင်လာခဲ့တယ်။အဲ့ဒီအဖြစ်ဆိုးတွေကိုပြန်မြင်ရောက်လာပြီးတုံကြီးအော်ဟစ်နေခဲ့တယ်။အဖေကအစမှနားမလည်ခဲ့ပြီးမြနောက်တော့အရာအလုံးကိုသဘောပေါက်သွားတယ်။ဒီဒဏ်ရာတွေကကိုမြင်နေရတာထက်အများကြီးနဲ့ရှင်းနေတယ်။ညပိုင်းမှာအဖေကအခန်းထဲထက်ဝင်လာတဲ့အချိန်ဆိုအန်ကသူ့ကိုမြင်တာနဲ့ဆောင်းနေမျက်နှာဖုံးလိုက်တယ်။ဒီမြင်ကွင်းကအဖေရဲ့နှလုံးသားကိုထပ်ပြီးချိုးဖျက်လိုက်တယ်လို့ပဲ။ဒါပေမဲ့သူကအပြုံးမပြတ်ပဲမိမိနေမကောင်းလို့မလာနိုင်သေးဘူးနော်။သမီးမှမောင်လေးတယောက်ရတော့မယ်လို့ပြောတယ်။ဆိုအန်ကတော့ဘာမှပြန်မပြောခဲ့ဘူး။အဖေကတိလိုက်တယ်။မနက်ကဖြစ်ခဲ့တဲ့ PTSD ကြောင့်သမီးကတော့သူ့ကိုပဲကြောက်နေပြီဆိုတာ။အဖေကနာကျင်မှုကိုမျိုးသိရင်ဖေကိုမျက်နှာဖုံးထားเสียမလို့ဘူးနော်လို့တူတူလေးပြောပြီးအခန်းထဲကနေတိတ်တိတ်လေးထွက်သွားခဲ့တယ်။တနေ့ပြီးတနေ့စီးယုံစည်းရိတ်တွေကတဖြည်းဖြည်းတက်လာခဲ့တယ်။ဆိုအန်ရဲ့အဖေကဘလို့ရှာရမလဲမသိတော့တဲ့အထိအခက်တွေ့လာခဲ့တယ်။နောက်ဆုံးတော့သူနဲ့အလုပ်အတူလုပ်တဲ့တငယ်ချင်းတယောက်စီဖုန်းဆက်အကူအညီတောင်းခဲ့တယ်။ဒီတငယ်ချင်းကလည်းအရင်ကတည်းကသူ့ကိုအမြဲကူညီပေးခဲ့သူပါ။အလုပ်ကိစ္စမစိုးရိမ်နဲ့ဒီဘက်ကငါတောင်းဝင်ယူထားမယ်လို့ပြောပြီးခဲ့တယ်။ရက်အနည်းငယ်ကြာပြီးနောက်တရားရုံးမှာအမှုစစ်ဆေးမှုစတင်ခဲ့တယ်။ရခိုင်ကတော့ဆွဆွဲချက်အားလုံးကိုညှင်းဆိုခဲ့တယ်။ကျွန်တော် construction site မှာတညလုံးအလုပ်လုပ်နေခဲ့တာ။မနေ့ရောက်တော့အရက်တောက်ပြီးအိပ်ပျော်သွားတယ်။ဘာမှမသိဘူးလို့လိန်ညာခဲ့တယ်။ဒါပေမဲ့ရဲတွေကခိုင်မာတဲ့တပ်တွေတင်ပြလာခဲ့တယ်။သူ့အဝတ်စားပေါ်မှာဆိုအန်ရဲ့သွေးတွေတွေ့ထားတယ်။ crime scene ကမြေကြီးနဲ့သူ့ဖက်နှက်ကမြေကြီးတွေတူညီနေတယ်။ဒါပေမဲ့တရက်ခန့်ကအခိုးခံရတာရဲတွေကကျွန်တော်ကိုအမှုဆင်ထားတာလို့ဆက်ပြီးလိန်နေတော့မယ်ဒီစကားတွေကြားတော့ဆိုအန်ရဲ့အဖေတငယ်ချင်းကဒေါသမထိန်နိုင်တော့ဘူးသူ့ဖက်နှက်ကိုချွတ်ပြီးတရက်ခံပတ်ပစ်လိုက်တယ်မီးလူကလူလို့တော့မခေါ်တင်ဘူးလို့အော်ဟစ်ခဲ့တယ်တရားရုံးထဲမှာအချီနီတွေရုပ်ရုပ်တိတ်တိတ်ဖြစ်သွားခဲ့တယ်တစ်ဖက်မှာတော့ဆိုအန်ရဲ့အဖေစီးရုံပြန်လာတဲ့အချိန်ကာတွန်းကော့စတူးဝတ်ထားတဲ့လူတွေကဆိုအန်ကိုပျော့အောင်လုပ်ပေးနေကြတာကိုတွေ့လိုက်ရတယ်ဆိုအန်လည်းအယမ်းပျော်နေခဲ့တယ်တကယ်တော့အဲ့ဒီကော့စတူးဝတ်ထားသူတွေကမီမီရဲ့တငယ်ချင်း nurse တယောက်ပါဒါတွေအားလုံးကိုစိတ်ပညာရှင်ဆီယာမကစီစဉ်ပေးထားတာမီကလည်းနောက်မှဆီယာမစီပြန်ဆက်သွေးခဲ့တာပါနောက်တော့ဆိုအန်ရဲ့အဖေက costume rendezvous တွားရှင်းဖို့လုပ်တယ်တနည်းဘလောက်လီသူမီတော့တဆုံကို$200လို့ပြောတယ်ဒါပေမဲ့အဖေမှအဲ့ဒီလောက်ပတ်စံမရှိတော့ဘူးအရေးကြပေးလို့ရမလားလို့မေးလိုက်တဲ့အချိန်မှာဆိုင်ရှင်ကသူ့အခြေအနေကိုသဘောပေါက်သွားတယ်နောက်တော့ကိုမွန် costume တစုံကိုအခမဲ့ပေးလိုက်ပြီးအလုပ်ပြီးရင်ပြန်လာပေးရင်ရပြီလို့ပြောခဲ့တယ်။နောက်တစ်ခန်းမှာတော့ဆိုအန်ရဲ့အဖေကိုမွန် costume ဝတ်ပြီးအခန်းထဲဝင်လာတယ်။ဆိုအန်ကမြင်တာနဲ့အပြေးလေးသွားဖတ်လိုက်တယ်။အဲ့ဒီအချိန်မှာအချိန်အတော်ကြာမတွေးခဲ့ရတဲ့အပြုံးလေးသူမမျက်နှာပေါ်ပြန်ပေါ်လာခဲ့တယ်။နောက်တစ်နေ့မှာစိတ်ပညာရှင်ဆရာမကဆိုအန်နဲ့စကားပြောနေတယ်။ Summer vacation ပြီးတော့မယ်။ကျောင်းပြန်တက်ချင်လားလို့မေးလိုက်တဲ့အချိန်မှာဆိုအန်ကချက်ချင်းညင်းလိုက်တယ်။ငွေကြီးနေအားလုံးတိနေကြမှာသမီးရှက်တယ်လို့ပြီးတော့စီးရုံမှာနေရတာနဲ့ပတ်သက်ပြီးသူမရင်ထဲကခံစားချက်တွေကိုဖွင့်ပြောခဲ့တယ်။ဖီဖီနဲ့မီအလုံးမသွားနိုင်ဘူး
စီးယုံဖိုးတွေလည်းအများကြီးသမီးကြောင့်သူတို့ဒုက္ခရောက်နေကြတာဆိုပြီးကိုအဖြစ်တင်နေခဲ့တယ်တကယ်တော့သူမဟာចောင်းကိုအယမ်းလွမ်းနေခဲ့တယ်ဒါပေမဲ့ပြန်သွားနိုင်တော့မလားဆိုတဲ့ကြောက်စိတ်ကပူကြီးနေခဲ့တယ် နှစ်ရက်အကြာမှာတော့ဆိုအန်ဆေးရုံကဆင်းခွင့်ရခဲ့တယ်။မီမီနဲ့ဖီဖီကလာကြူကြပေမဲ့ဆိုအန်ကတော့ဖီဖီဘက်ကိုမကြည့်သေးဘူး။ကားမောင်းသွားနေတဲ့အချိန်မှာဖီဖီကသူနဲ့ဆိုအန်ကြားကာတင်လေးကာထားလိုက်တယ်။သမီးမကြောက်အောင်လို့ဒါပေမဲ့အဖြစ်ဆိုးဖြစ်ခဲ့တဲ့နေရာနာရောက်လာတဲ့အချိန်မှာဆိုအန်ရဲ့အသက်ရှူတမ်းတွေပြင်းလာခဲ့တယ်။ခန္ဓာကိုယ်တစ်ခုလုံးတုန်လာပြီးစိတ်ချင်နေပြန်ဆိုးလာခဲ့တယ်။ဒါကိုတတိထားမိတဲ့ဖီဖီကကားကိုအမြန်မောင်းပြီးအဲ့ဒီနေရာကိုကြော်ထွက်သွားခဲ့တယ်။အိမ်ရောက်တဲ့အချိန်မှာတော့ဆိုအန်ကကားပေါ်ကဆင်းနာနဲ့အန်ထွက်လာခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဆိုအန်နဲ့မီမီတို့မမျော်လင့်ထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။သူတို့ဆိုင်နိုင်ငံပေါ်မှာဆိုအန်ရဲ့တငယ်ချင်းတွေရေးထားတဲ့အားပေးစာလေးတွေအများကြီးကတ်ထားတာ။မြန်မြန်နေကောင်းပါစီ။ငါတို့စောင့်နေတယ်။ကြောင်းပြန်လာနော်ဆိုတဲ့စာလေးတွေကိုမြင်လိုက်တဲ့အချိန်ဆိုအန်ရဲ့မျက်နှာပေါ်မှာကြာမြင့်စွာပျောက်ဆုံးနေခဲ့တဲ့ပျော်ရွှင်မှုလေးပြန်ပေါ်လာခဲ့တယ်။နောက်တနေ့မနက်မှာတော့ရောင်ဆောက်ကဆိုအန်တို့အိမ်ကိုရောက်လာတယ်။သူ့မျက်လုံးထဲမှာမျက်ရည်တွေအပြည့်နဲ့အိမ်ကြီးကကျွန်တော်သာသူနဲ့အတူကြောင်းသွားခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးလို့ပြောပြီးငိုချလိုက်တယ်။ဆိုအန်ရဲ့အဖေကသူ့ကိုဖတ်ပြီးမင်းအပြစ်မဟုတ်ဘူးကိုမအပြစ်တင်နဲ့လို့နှစ်သိမ့်ပြီးခဲ့တယ်။တငယ်ချင်းတို့ရဲ့ဂရီတင်ကတ်တွေအားပေးမှုတွေကြောင့်ဆိုအန်ရဲ့ယုံကြည်မှုကတဖြည်းဖြည်းပြန်တက်လာခဲ့တယ်။နောက်တစ်နေ့မှာတော့အတော်နဲ့အတူကြောင်းပြန်သွားခဲ့တယ်။ဒါပေမဲ့အတူမရဲ့အော်စတိုမီဖက်ကြောင့်အယမ်းမတတ်မတာဖြစ်နေခဲ့တယ်။တငယ်ချင်းတွေမြည်ရင်ဘာပြန်ပြောရမလဲဆိုတဲ့စိတ်ဖိစီးမှုပြီးတော့လူတိုင်းကသူမကိုစိုက်ကြည့်နေတယ်လို့ခံစားနေရတယ်။ကြောက်စိတ်တွေပြန်တက်လာတဲ့အချိန်မှာယူတီရဲ့ကိုမွန်ကော့စကျူးဝတ်ထားတဲ့ဖီဖီပို့လာခဲ့တယ်။အဲ့ဒီမြင်ကွင်းကြောင့်ဆိုအန်ရဲ့စိတ်ထဲမှာတတိတွေပြန်ဝင်လာခဲ့တယ်။အဲ့ဒီနေ့ကစပြီးဖီဖီဟာနေ့တိုင်းကိုမွန်ကော့စကျူးဝတ်ပြီးဆိုအန်ကိုကြောင်းလိုက်ပို့ခဲ့တယ်။သမီးတယောက်တည်းမခံစားရအောင်ဒါဒီမကဘူးကြောက်အုပ်စီယာမကြီးကိုပါတွားတွေ့ပြီးတာအတွက်မီးတီချာတွေနဲ့နင်းနေခွာထားပြီးပါလူတောင်းဆိုခဲ့တယ်။ပြီးတော့စူအာမရှက်ရအောင်အော်စတိုမီဖက်ထဲမှာချောကလက်တွေထည့်ပေးထားတယ်။တမီကြီးတွေမီးလာရင်ဒီထဲမှာချောကလက်တွေရှိတယ်လို့ယုံကြည်ချက်ရှိပြောနိုင်အောင်ဖီဖီဟာတမီလေးမရှက်ရအောင်တက်နိုင်သမျှအကုန်လုပ်ပေးနေခဲ့တယ်။နောက်တနေ့မှာတော့တမီကြီးတွေကအဲ့ထဲမှာဘာရှိလဲလို့မီးလာတဲ့အချိန်စူအန်ကပြုံးပြီးချောကလက်တွေလို့ပြောခဲ့တယ်။ပြီးတော့ချောကလက်တွေထုတ်ပေးလိုက်သေးတယ်။အဲ့ဒီနောက်ရောင်ဆောင်နဲ့အတူကြောင်းသေးကိုလျှန့်သွားခဲ့တယ်။လမ်းတစ်လျှောက်လုံးကိုမွန်ကော့စတွန်းဝစ်ထားတဲ့ဖေဖေကသူမကိုရေအောင်လှုပ်ပေးနေခဲ့တယ်။ဒါပေမဲ့ဆိုအန်ကတခုခုတတိထားမိလာတယ်။ဘာလို့ကိုမွန်ကစကားမပြောတာလဲဆိုပြီးတန်တရားဝင်လာတယ်။နောက်တော့မေမေဆိုင်ကိုခေါ်သွားပြီးဒါဖေဖေပဲမလားလို့မေးလိုက်တယ်။မေမေကမတ်ကိုဖြုတ်လိုက်တဲ့အချိန်မှာတော့အထင်းမှာချွေးတွေအပြည့်နဲ့ဖေဖေရှိနေခဲ့တယ်။အပူကြီးထဲမှာသမီးအတွက်နှိထိုင်းတီလိုလှုပ်ပေးနေခဲ့တာ။ဒီမြင်ကွင်းကိုမြင်လိုက်တဲ့အချိန်မှာဆိုအန်တိတ်လေးလျှောက်သွားပြီးဖေဖေရဲ့ချွေးတွေကိုတုပ်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်ကြားကအကွာအဝေးတွေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။နောက်တစ်ခန်းမှာတော့ရဲတယောက်ကဆိုအန်ရဲ့အဖေကိုခေါ်တွေ့ခဲ့တယ်။ပြီးတော့တရားခံဘက်က case ကိုလှည့်ဖို့စူးစမ်းနေတယ်လို့ပြောလာတယ်။တရားခံကသူဟာစိတ်ပိုင်းဆိုင်ရာမတည်ငြိမ်သူလို့ရှောက်ထားခဲ့တယ်။ဒါကြောင့်အမှုကိုဆက်သွားဖို့ဆိုရင်ဆိုအန်ကိုတိုင်တရားရုံးမှာထွက်ဆိုရတော့မယ်။ဒီသတင်းကိုကြားလိုက်တဲ့အချိန်မှာအဖေရင်နဲ့ထပ်ပြီးကြိုးပတ်သွားခဲ့တယ်။သမီးကိုဒီနာကျင်မှုတွေထက်မထည့်ချင်တော့ဘူးဆိုတဲ့စိတ်နဲ့နောက်ဆုံးမှာတော့အဖေကထောင်ထဲကိုသွားပြီးတရားခံကိုကိုယ်တိုင်တွေ့ခဲ့တယ်။တရားခံကကျွန်တော်အပြစ်မရှိဘူးဒီလိုလောက်တာတရိပ်ဆန်တွေပဲလုံးမှာလို့ပြောနေတော့နောက်တစ်ဖက်မှာတော့အခုတော့ပတ်စံမရှိသေးဘူးထောင်ကထွက်လာရင်ဘလောက်လို့လဲပြီးမယ်လို့ညှိနှိုင်းဖို့စူးစမ်းခဲ့တယ်အဲ့ဒီစကားတွေကြားလိုက်တဲ့အချိန်မှာဆိုအန်ရဲ့အဖေသဘောပေါက်သွားတယ်ဒီလိုဟာအားလုံးကိုမှတ်မိနေတယ်ဒါပေမဲ့လိမ်နေတာဒါတွေမကသေးဘူးတရားခံကချင်းချောက်လာခဲ့တယ်ငါမကြခင်ပြန်လွတ်လာမှာထလုံးမိရင်လည်းမသိဘူးဒီစကားကအဖေရဲ့ဒေါသကိုထိမ့်မရတော့တဲ့အထိဖြစ်သွားစေခဲ့တယ်။သူကထိုင်ကုန်တစ်လုံးကိုယူပြီးထောင်ခန်းကမှန်ကိုအားရပါရရိုက်ခွေပစ်လိုက်တယ်။နောက်ဆုံးတရားရုံးကြီးရောက်လာခဲ့တယ်။တရားခံကိုထပ်မံခေါ်ထုတ်လာပြီးဒီတစ်ခါမှာတော့ဆိုအန်ကိုပါထွက်ဆိုခိုင်းခဲ့တယ်။ကြောက်စိတ်တွေရှိနေပေမဲ့
ဆိုအန်ကတရားခံကိုရဲရဲကြီးလက်ညှိုးထိုးပြလိုက်တယ်။နောက်ဆုံးမှာတော့တရားရုံးကတရားခံကိုအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့သူရခဲ့တဲ့ပြစ်ဒဏ်က12နှစ်ပဲ။ဒီဆုံးဖြတ်ချက်ကြောင့်တရားရုံးထဲကလူတိုင်းဒေါသထွက်သွားခဲ့တယ်။ဆိုအန်ရဲ့အဖေကလည်းဒေါသကိုမထိန်းနိုင်တော့ပဲတရားခံကိုတတ်ဖို့တောင်ပြေးတက်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဆိုအန်ကအဖေရဲ့လက်ကိုဖမ်းဆွဲပြီးဖီအိမ်ပြန်ရအောင်လို့ပြောခဲ့တယ်။ဒီစကားကြားလိုက်တဲ့အချိန်မှာအဖေကမျက်ရည်တွေမထိန်းနိုင်တော့ပဲသမီးလေးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်။လာအနည်းငယ်ကြာပြီးနောက်မီမီကကလေးလေးတစ်ယောက်မွေးဖွားလာခဲ့တယ်။ဆိုအန်မှလည်းမောင်လေးတစ်ယောက်ရလာခဲ့ပြီ။သူမအယမ်းပျော်နေခဲ့တယ်။အပြင်ပန်းကြည့်ရင်အရာအလုံးပုံမှန်ပြန်ဖြစ်လာသလိုပဲ။ဒါပေမဲ့ဆိုအန်ရဲ့ရင်ထဲကဒဏ်ရာတွေကမပြောက်သေးဘူး။သူမဟာကြောင်းကြည်မပြီးခင်မကြာခဏပြန်လာတတ်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီနေ့ကအဖြစ်ဆိုးကိုမမိနိုင်ပြီလို့ဒါပေမဲ့မောင်လေးရောက်လာပြီးနောက်မှာတော့သူမဘဝထဲမှာမျောလင်းချက်အသစ်တစ်ခုပြန်ပေါ်လာခဲ့တယ်။ဒီဇလန်ဟာတချို့လူတွေခံစားခဲ့ရတဲ့နာကျင်မှုတွေကအချင်းချသွားလေမပြောက်နိုင်ဘူးဆိုတာကိုပြသထားတာပါ။တချို့ဒဏ်ရာတွေကခန္ဓာကိုယ်ပေါ်မှာမဟုတ်ဖေးနှလုံးသားထဲမှာတစ်သက်လုံးကြံ့နေတတ်ပါတယ်